โอเคเนาะလာပြောပြပေးပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့အလုပ်စင်စင်မှာတွားကြမယ်เนาะတွေ့လာတင်ပါเนาะ PM ဖြစ်တာနဲ့အနည်းဆုံး3000ကနေ9000ရတယ် CO ဖြစ်တာနဲ့အနည်းဆုံး1000ကနေ9000ရတယ်ဒီမှာเนาะBO ဖြစ်တာနဲ့အနည်းဆုံး3သိန်းကနေ2တန်းခွဲထိရတယ်တွေ့လားဒါဆိုရင်ကျွန်တော်တို့တွားကြည့်ရအောင်ကိုကုမ္ပဏီကကော်မစင်ခဘယ်လိုပေးလဲဆိုရင်ဒီမှာကြည့်မယ်เนาะဖောက်တဲ့တယောက်ကပစ္စည်းတစ်ခု1500ဝယ်သွားမယ်ဆိုရင် PM 300 PM က25ရာခိုင်နှုန်းပဲရတဲ့အတွက်ကြောင့်300ရတယ် CO က20ရာခိုင်နှုန်းရတယ်300ရတယ် BO ကြတော့73ရာခိုင်နှုန်းရတယ်200ရတယ်အဲ့လိုမျိုးဝင်ငွေရတာပေါ့နော်ကဲကျွန်တော်တို့တွားကြည့်ရအောင် PM အဆင့်ကဝင်ငွေဘယ်လိုရလဲဆိုရင်ဒီမှာကြည့်နော်ဖောက်တဲ့တယောက်ကပစ္စည်းတစ်ခု1500ဝယ်သွားမယ်ဆိုရင် PM က20ရာခိုင်နှုန်းပဲရတဲ့ဖြစ်တဲ့ကြောင့်300ပဲရတယ်နော်တကယ်လို့ပေါ့နော်PM ကပေါ့နော်ဒီမှာဘယ်လောက်လဲဒီမှာဘယ်လောက်လဲတယောက်ဝယ်သွားရင်300ရတယ်2ယောက်ဝယ်သွားရင်600ရတယ်အဲ့လိုမျိုးလေးပေါ့နော်10ယောက်ဆိုရင်ကြည့်လိုက်ဒီမှာ10ယောက်ဆိုရင်ဘယ်လောက်ရှိမလဲ10ယောက်ဆို3000ရမယ်တယောက်ထဲကို10ခုရောင်းရင်လဲ3000ရတာပဲဒါပေမဲ့10ယောက်ကိုတယောက်တစ်ခုရောင်းပေးရင်လဲ3000ရတယ်အဲ့လိုမျိုးရတာပေါ့နော်ကိုတို့မတို့ပစ္စည်းဘယ်လောက်ဝယ်သွားလဲ2ခု3263ဘတ်ဆိုတော့10ယောက်ပစ္စည်းလေး10ခုရောင်းတာနဲ့အရင်ကြည့်ပြီးကြံတဲ့အစိမ်မှာတက်လုံးလှုပ်လို့ရတယ်တွေ့လားတက်လုံးလှုပ်လို့ရတယ်အဲ့လိုမျိုးတက်လုံးလှုပ်လို့ရတယ်နော်အဲ့လိုမျိုးနော်โอเค CO ကြတော့ဝင်ငွေဘယ်လိုရလဲဆိုရင်အသုံးပြုသူဓာတ်ရိုက်သူ့ ID နဲ့ဓာတ်ရိုက်အသုံးပြုသူတွေရလို့ရှိရင်သူက600ရတယ်တွေ့လားPM တွေစီမှာလဲသူ300ပြန်ရတယ်တွေ့လားပြီးတော့ CO တွေစစ်စင်းမှာလဲသူက300ပြီးတော့30ပြန်ရတယ်အဲ့လိုမျိုး CO တွေရတာပေါ့နော်အဲ့လိုမျိုးဝင်ငွေတွေပြန်ရတယ်ကဲဒါကတော့ CO ဝင်ငွေလမ်းကြောင်းပေါ့နော်ကဲ CO က PM တွေစီမှာဝင်ငွေရတယ်ဆိုတော့သူ့ရဲ့အောက်က PM တွေအားလုံးစီမှာသူ့စီမှာဝင်ငွေတွေတက်တယ်ဒီလိုမျိုးတက်တယ်ပေါ့နော် PM 300သူ300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 အဲ့လိုမျိုးเนาะအောက်မှာစီးတဲ့ဘသူအောက်မှာပဲဖြစ်စီးတဲ့ PM တွေအားလုံးနော် PM ကဘာနဲ့တူလဲဆိုရင်10ရာပိုင်စင်တွေလေ10ရာလုပ်ငန်းပိုင်စင်တွေစီအားလုံးစီမှာသူက300သူစီမှာအားလုံးတက်တယ်နော်ဒါကြောင့်1000ကနေ9000ထိမရဘဲနဲ့နေနိုင်မလားရတာပေါ့ဒါတော့ CO ဝင်ငွေလမ်းကြောင်းဖြစ်တယ်ကဲ BO ဝင်ငွေလမ်းကြောင်းကြရောလာကြည့်အောင်နော် BO ဝင်ငွေလမ်းကြောင်းကြတော့လာကြည့်အောင်အသုံးပြုသူစီကနေစီးဝယ်တဲ့ခါကျရင်ဘယ်လောက်ရလဲဆိုရင်တော့400ရတယ်နော်သူက53ရာခိုင်နှုန်းရတာဖြစ်တဲ့အတွက်ကြောင့်400ရတယ်အဲ့ဒီမှာကြည့်လိုက်ပါဦး PMC ကလည်းဝင်ငွေရတယ် COC ကလည်းဝင်ငွေရတယ် BOC ကလည်းပြန်ရတယ်ဘလို့ပြန်ရတာလဲဆိုရင်ကြည့်လိုက်ပါဦးနော် PM တယောက်စီမှာသူကဘယ်လောက်ရလဲဆိုရင်900ရတယ် CO တွေစီမှာဘယ်လောက်ရလဲဆိုရင်200ရတယ်ပြီးတော့ BO တွေစီမှာဘယ်လောက်ရလဲဆိုရင်30ရတယ်အဲ့လိုမျိုးဝင်ငွေပေးစီကြတယ်နော်နားမလည်ဘူးဆိုရင် skin shot လေးလောက်ထားပြီးတော့တေစာပြန်ကြည့်နော်ကဲဒီပြင်းမြဝင်ငွေဆိုဘယ်လောက်ရမှာလဲဆိုရင်ကြည့်ရမယ်နော်ဒီမှာPM တွေစီမှာပေါ့နော်PM တွေအားလုံးစီမှာသူ့စီကို900အဲ့လိုမျိုးတက်တယ်နော်ပြီးတော့ CEO တွေစီအားလုံးစီမှာက200အဲ့လိုမျိုးတက်တယ်ကြည့်ရင်ခုန်တယ်နော်ရင်မခုန်ပဲနေနိုင်မလားကဲကိုတို့မတို့က PM မှာပဲနေမလား CO မှာပဲနေမလား BO မှာပဲနေမလားစုံဖြတ်နော်ကဲ PM ဖြစ်ဖို့က promotion ပစ္စည်းလေးတစ်ခါဝယ်တာနဲ့ PM ဖြစ်ပြီးနော် PM ဖြစ်တာနဲ့ဒီအဆင့်ကိုရောက်ဖို့အတွက်ကိုယ့်ဘာသာကိုစူးစမ်းယူများလေးလာများတင်ယူတယ်ဆိုတော့ဒီအဆင့်ကိုရောက်ဖို့ကလွယ်လေးပဲနော်တွေ့တယ်ဟုတ်လားအဲ့ဒီအဆင့်ကိုရောက်လို့ရှိရင်ဝင်ငွေဘယ်လောက်ရလဲအနည်းဆုံးပေါ့နော် BO အဆင့်ကိုရောက်လာလို့ရှိရင်အနည်းဆုံးဝင်ငွေကဘယ်လောက်ရလဲဆိုရင်နော်တသိန်းကနေ2တန်းခွဲထိရအောင်ပြုလုပ်လို့ရတယ်တွေ့မလားရင်မခုန်ဘူးလားနော်โอเคဒါဆိုရင်ဒီနေ့ရင်ခုန်စရာကောင်းတဲ့သူတွေကိုကျွန်တော်လာပြီးတော့မျှဝေပေးမယ်လား share ခိုင်းမယ်နော်လာ share ခိုင်းမယ်နော်ဒါဆိုရင်ကျွန်တော်တို့လုပ်ငန်းအကြောင်းပြောလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့က